အမျိုးသားဟာသူ့ကိုယ်သူတဖြည်းဖြည်းပျောက်ကွယ်သွားပြီးလုံးဝကိုပျောက်ဖြစ်သွားတာကိုသိလိုက်ရတဲ့အခါအယမ်းကိုအန်အောထိတ်လန့်သွားပါတယ်ဒီထူးဆန်းတဲ့ဖြစ်ရပ်ကြောင့်သူလန့်ဖြန့်ပြီးအခန်းထဲကနေပြေးထွက်သွားပါတယ်သူရေချိုးခန်းထဲကိုအပြေးလွှားသွားခဲ့ပါတယ်ခဏကြာတော့သူ့ခန္ဓာကိုယ်ကရုတ်တရက်ပြန်ပေါ်လာပါတယ်သူဟာကိုပြောင်းနိုင်တဲ့စွမ်းအားကိုရရှိသွားပြီဆိုတာကိုသဘောပေါက်သွားပါတယ်ဒီကိစ္စတွေအားလုံးကမနေ့ကလုံခြုံရေးရာရှိချုပ်ကိုမွေးနေ့လက်ဆောင်မပေးခဲ့တာကနေစတင်ခဲ့တာပါအရာရှိချုပ်ကသူ့ရဲ့လစာတွေကနေဒေါ်လာ200ကိုမတမာတဲ့စိတ်နဲ့ဖျက်တောက်ပစ်ခဲ့ပါတယ်အချင်းများနေကြချိန်မှာလုံခြုံရေးဝန်ထမ်းတစ်ယောက်ကခွက်တစ်ခွက်ကိုမတော်တဆတိုင်းမိသွားပြီးပလက်ပေါက်ပေါ်ရေတွေဖိတ်ကျသွားတာကြောင့်ကုမ္ပဏီတစ်ခုလုံးမီးပြတ်သွားခဲ့ပါတယ်သူထေးမလေးလာရောက်စစ်ဆေးတဲ့အခါသူတို့ရန်ဖြစ်နေတာကိုတားဆီးခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကရေကိုနင်းမိသွားပြီးဓာတ်လိုက်ကသတိလေးမြင့်မျောသွားပါတယ်အားလုံးကဘာလို့ရမှန်းမသိဖြစ်နေချိန်မှာအမျိုးသားကတော့သူ့ရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ထဲကနေထွက်သွားပြီဆိုတာကိုသိလိုက်ပါတယ်သူထေးမလေးကအရာရှိချုပ်ကိုရှေးဦးသူနာပြုစုနဲ့အမြန်လုပ်ပေးဖို့ပြောလိုက်ပါတယ်သူ့ဝိညာဉ်ခန္ဓာကိုယ်ထဲပြန်ဝင်လာပြီးနောက်မှာတော့သူချက်ချင်းသတိရလာခဲ့ပါတယ်ဒါပေမဲ့သူထေးမလေးကစိတ်ပူနေတော့မို့သူ့ကိုဒေါ်လာ1000ယူပြီးခန္ဓာကိုယ်အပြည့်အဝဆေးစစ်မှုခံယူဖို့ပြောပါတယ်ပိုက်ဆံယူပြီးအဆောင်ကိုပြန်ရောက်တဲ့အခါသူ့ခန္ဓာကိုယ်ရင်းကနေစွမ်းအင်တွေရုတ်တရက်ပေါက်ကွဲထွက်လာပြီးပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်သူပုံမှန်ပြန်ဖြစ်သွားပေမဲ့သူ့မျက်လုံးတွေကတစ်တာကိုဖောက်မြင်နိုင်နေပါတယ်သူတစ်တာကိုအမြန်ဖွင့်စစ်ဆေးကြည့်လိုက်တော့သူ့စီမှာအတွင်းဖောက်မြင်နိုင်တဲ့အစွမ်းရနေပြီဆိုတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာသူမျက်လုံးကိုမိတ်လိုက်ပါတယ်သူ့ခန္ဓာကိုယ်ထဲကလျှက်စစ်စီးကြောင်းတစ်ခုကသူ့ကိုပြောင်းလဲပေးနေတာကိုသူမြင်လိုက်ရပါတယ်အဲ့ဒီနောက်သူပြန်ပြီးကိုပျောက်သွားပါတယ်သူနောက်ထပ်စွမ်းအားတစ်ခုထပ်ရသွားပြီဆိုတာကိုအတည်ပြုနိုင်လိုက်ပါတယ်သူကိုယ်တိုင်မသိလိုက်ဘဲနဲ့အဲ့ဒီလျှက်စစ်စီးကြောင်းကသူ့ရဲ့နှုတ်ရှိုးနေတဲ့စွမ်းရည်တွေကိုအဆက်မပြတ်ဖွင့်ပေးနေခဲ့တာပါနောက်နေ့မှာတော့သူကလုံခြုံရေးရာရှိချုပ်စီသွားခဲ့ပါတယ်သူ့ရဲ့ဒေါ်လာ200ကိုပြန်လိုချင်လို့ပါအရာရှိချုပ်ကသူ့လူတွေကိုအမျိုးသားကိုပညာပေးဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသားကသူတို့ရဲ့လှုပ်ရှားမှုတွေအရန်နှေးကွေးသွားတာကိုသတိထားမိလိုက်ပါတယ်သူ့ပိုက်ဆံကိုအလွယ်တကူပဲပြန်ယူနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူထေးမလေးကသူ့ကိုရုံးခန်းထဲခေါ်လိုက်ပါတယ်အဲ့ဒီမှာသူထေးမလေးရဲ့သူငယ်ချင်းလည်းရှိနေပါတယ်အမျိုးသားကအရန်စွမ်းတယ်လို့ကြားထားတဲ့အတွက်သူငယ်ချင်းဖြစ်သူကသူမရဲ့တက်တော်ဆောင်ကိုခေါ်ပြီးသူ့ကိုစမ်းသက်ခိုင်းပါတယ်အမျိုးသားကတက်တော်ဆောင်ကိုအကွက်တကွက်တဲနဲ့တင်အနိုင်ယူလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးသူဟာသူထေးမလေးရဲ့ကိုပိုင်တက်တော်ဆောင်ဖြစ်လာခဲ့ပါတယ်အဆောင်ပြန်ရောက်တော့သူကသူ့စွမ်းရည်တွေကိုထပ်ဆန်းသက်ကြည့်ပါတယ်သူကိုပြောင်းနိုင်တာကစက္ကန့်30ပဲရတယ်ဆိုတာကိုသူတွေးရှိသွားပါတယ်ပြီးတော့စိတ်ကြိုက်အကွာဝေးတို့လေးတွေကိုနေရာရှေ့ပြောင်းနိုင်ပြီးကိုပြောင်းနေချိန်မှာပစ္စည်းတွေကိုလည်းယူဆောင်သွားနိုင်တယ်ဆိုတာပါသိလိုက်ရပါတယ်နောက်နေ့မှာသူကအလုပ်ဆင်းချိန်သူထေးမလေးကိုတွားကြိုပါတယ်ဒါပေမဲ့ကားထဲရောက်တော့ထိုင်ခုံအောက်မှာဘုံတစ်လုံးရှိနေတာကိုသူတွေ့လိုက်ရပါတယ်သူကသူထေးမလေးကိုကားထဲကနေဆွဲထုတ်ဖို့ကြိုးစားပေမဲ့အားပါသွားလို့နှစ်ယောက်သားရှေ့ခန်းထိုင်ခုံပေါ်ကိုပြုတ်ကျသွားပါတယ်အမျိုးသားကဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်ပြီးထိုင်ခုံအောက်မှာဖိအားသုံးပုံရှိနေတယ်လို့သူထေးမလေးကိုပြောလိုက်ပါတယ်တကယ်လို့ဖိအားရောကျသွားတာနဲ့ချက်ချင်းပေါက်ကွဲသွားမှာပါအချိန်သိမ့်မကျန်တော့ပါဘူးအမျိုးသားဟာကိုပြောက်ပြီးသူထေးမလေးနဲ့အတူနေရာရှေ့ပြောင်းဖို့ကြိုးစားပါတော့တယ်